တခြားလူတွေတော့မသိဘူးရှင်ကျမတို့အနေနဲ့ကြည့်ရတယ်ဒီလောက်ကတော့ဒီခေါင်းဆောင်တွေအကုန်လုံးကအကျိုးစီးပွားနဲ့အနံ့ပေးလိုက်လို့ရှိရင်ချိန်ချောက်လိုက်လို့ရှိရင်ကင်လိုက်လို့ရှိရင်ဘာတစ်ခုမှမလုပ်ရတော့အကုန်အမိကုန်မီငိမ်ပွဲပြီးမိတွေဖြစ်ကုန်ကြဘာအဖြေမှထက်ရှာစရာမရှိဘူးရှင်တို့တွေပေါင်းစည်းလို့မရအောင်မပေါင်းစည်းလို့ဆိုရင်ဒီတော်လန်ကြီးကကြာမှာဒီကကိုညင်နာမှာ Hey yo triple J များလုံးပဲမင်္ဂလာပါ just rushing ကနေပဲကြိုဆိုလိုက်ပါတယ်ဒီကနေ့နေ့လယ်ပိုင်းမှာเนาะသတင်းလေးတော့မတင်ဆက်ပြီးတော့ဘူးဒီကနေ့ April 30ရက်နေ့နေ့လယ်ပိုင်းမှာ just နဲ့ 2 Gmail reaction video လေးတွေကတော့အရှိမမြင်တွေ့နေတဲ့ video reaction လေးတွေဖြစ်ပါလိမ့်မယ်။ဟုတ်ပြီထောက်ဆန်တဲ့ just နဲ့တုံးလေးလိုက်ပါ just ဆိုပြဖိတ်ခေါ်ပါတယ်။ကြောက်ပြီးစလိုက်ကြအောင် let's go မင်္ဂလာပါကျွန်တော်ကိုဆွဲပါကျွန်တော်ပြည်သူလူထုကိုသတိပေးနှိုးဆော်အကြောင်းကြားစရာလေးရှိလို့ပေါ့နော်အဲ့ဒါတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီမြောက်ပြည်တောင်ဘက်ချမ်းတစ်ချမ်းလုံးဆိုလို့ရှိရင်ကျွန်တော်တို့ဒါစကန်အကုန်လုံးတော်လိုင်းအင်အားစုတွေကတိမ့်ပိုက်ရရှိထားပြီဆိုတာဒါတော်လိုင်းရဲ့သတင်းတွေအားဖြင့်လူထုလည်းသိမယ်လို့ယုံကြည်ပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့အခုနောက်ဆုံးလက်ကျန်ဖြစ်တဲ့ဝေါ်လီဗျူဟာကုန်းကိုလည်းကျွန်တော်တို့တိုက်ခိုက်တိမ့်ပိုင်နေတယ်ပေါ့နော်ရန်သူလည်းအထိခိုက်များနေတယ်ရန်သူအထိခိုက်များနေတဲ့ပုံမှာရန်သူကအခုဘာလုပ်လဲဆိုတော့ဒါဘူးလက်လဆွေပြောတဲ့စကားအတိုင်းပဲဟိုငင်းငင်းခေါ်လို့မလာရင်ဘုံကျဲမယ်ဆိုတဲ့အတိုင်းပဲဝေါ်လီကုန်းရဲ့ဗျူဟာကုန်းရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေကိုအချောက်တိုက်အုပ်စုဖွဲ့ပြန်တန်းပြီးတော့မှဘုံကျဲပြီးတော့မှဒီဒေသခံတွေနဲ့ကျွန်တော်တို့နဲ့အစင်မပြေအောင်လုပ်နေတာတွေရှိတယ်ပေါ့ဟောဒါတွေရှိတဲ့အပြင်ဒီကောင်တွေကတရုတ်ရဲ့ PR နဲ့ဒီထိုင်းဘက်ကိုအကူအညီတောင်းပြီးတော့ဟိုနေဆက်တနေရာနေပြီးတော့မှဒီကောင်တွေအုပ်စုလိုက်ကူးလာပြီးတော့ဝေါ်လီဗျူဟာကိုလာကူဖို့ရှိတယ်ပေါ့အဲ့တော့ဒီမြောက်ဒီတောင်ဘက်ချမ်းဒီမြောက်ဝတီကနေပြီးဝေါ်လီတောင်ရင်းမြစ်ကြောမှာနေတဲ့ပြည်သူလူထုတွေတော်လိုင်းအင်အားစုတွေအနေနဲ့ပုံမှန်မဟုတ်တဲ့လူစုလူဝေးတွေတွေ့ရင်ပုံမှန်မဟုတ်တဲ့အုပ်စုဖွဲ့တွေတွေ့ရင်ပုံမှန်မဟုတ်တဲ့ကားတန်းတွေတွေ့ရင်เนาะကျွန်တော်တို့လာရောက်ပြီးတော့မှသတင်းပေးခြင်းအဖြစ်တော်လိုင်းလှုပ်ပါလို့နှိုးဆော်ပါတယ်ပေါ့เนาะကျွန်တော်တို့ ਨੇ တူတူစစ်ကောင်းစီကိုအဆုံးတက်တတိချမယ်အဲ့တော့ကျွန်တော်ထပ်ပြောမယ်ဒီမြောက်ဝတီအထွက်ကနေပြီးတော့မှเนาะဒီဝေါ်လီထိတောင်ရင်းမြစ်တကြောမှာထိုင်းဘက်ချမ်းမှာပုံမှန်မဟုတ်တဲ့အင်အားစုတွေတွေ့တယ်အသွားလာလှုပ်ရှားမှုတွေတွေ့တယ်တတိထားမိတယ်ဆိုရင်လာပြောပါတော်လိုင်းအင်အားစုတွေအနေနဲ့နုံနုကြကြနေပါဒီနေဆက်တကြောမှာနေတဲ့ပြည်သူလူထုတွေအနေနဲ့လည်းနုံနုကြကြနေပြီးတော့အချိန်မရွေးကျွန်တော်ကိုလာပြောနိုင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်အားလုံး view တစ်ဆိုင်ရှိပြီးတော့ကြမ်းပါကြပါစေလို့ဆုတောင်းပါတယ်ကဲနော်ကိုဇွဲတင်ဆက်ပြီးတော့ပေါ့ပလက်ချမင်တောင်းတချက်လေးကို comment မှာရေးပြကြပါအောင်ဟုတ်ပြီကျွန်တော်နောက်ဗီဒီယိုလေးဆက်ကြည့်လိုက်ကြအောင်နော်မနေ့ကစစ်ခွေးတကောင်ကလာလောင်နေတယ်ပေါ့နော်အာရခတက်တော့အေအေရဲ့သတင်းလေးတင်ပေးပါအောင်နဲ့ဆိုတော့အဲ့ဒီစစ်ခွေးကိုလာပြီးတော့တင်ပေးတာရခိုင်လူမျိုးရောတော်လှန်ပြည်သူအပေါင်းအလုံး copy link လေးတော့ယူပေးပါအောင်နော်ကိုယ့်ရဲ့ဆန္ဒလေးတွေလည်းမှန်သွားပေးပါအောင်တယောက်တစ်ခေါက်လောက်နော်အဲ့ဒီတော့စစ်ခွေးတတိုက်လုံးကိုပြောပေးမယ်နော်အာရခတက်တော့အေအေကတဲ့သွေးကြွေးမှာဘယ်တော့မှမဆွေးနွေးဘူးတဲ့ကြီးရည်လေစစ်သုံးချောင်းလာထိုးလဲဂယူးမဆိုင်ဘူးတဲ့ဒီနေ့အချိန်မှာတဲ့အာရခတက်တော့အေအေကရခိုင်ပြည်18မြို့နယ်မှာ14မြို့သိမ်းပိုက်ထားတာပေါ့နော်ဒီနေ့အချိန်ထိစစ်ခွေးတလက်မမြေပြင်ကနေပြီးတော့လုံးဝကျူးကျော်ခွင့်မရသေးတဲ့အတွက်တဲမဲနဲ့ပြည်သူကိုဒုက္ခပေးနေတဲ့စစ်ခွေးကိုအမြင့်ပြတ်ခြေမုံသွားမယ်အမြင့်ပြတ်တော်လှန်သွားမယ်တဲ့နော်အဲ့တော့ရခိုင်တပ်တော်အေအေကနိုင်ငံတော်ကိုပုံကန်နေတာမဟုတ်ဘူးတဲ့အာဏာရှင်ကိုပုံကန်နေတာနိုင်ငံတော်ကိုတော်လှန်နေတာမဟုတ်ပါဘူးတဲ့အာဏာရှင်ကိုတော်လှန်နေတဲ့အတွက်အာရခတက်တော်မှာအမှတ်စဉ်1ပဲရှိတယ်တဲ့အမှတ်စဉ်2လည်းမရှိဘူး3လည်းမရှိဘူးတဲ့နံပါတ်1ကလည်းအာဏာရှင်ကိုတော်လှန်မယ်ရခိုင်သွေးချွေးကိုရအောင်ပြန်တိုက်ယူမယ်တဲ့နော်နောက်ထပ်ရခိုင်တက်တော်အေအေတွေကသူရဲကောင်းမောင်ရှီကနေတို့ကိုဘယ်လိုမျိုးကျုံးသွားလိုက်လဲဆိုတော့အာနာရှင်တတိုက်ရဲ့ခေါင်းကိုတဲ့ရန်ကုန်မြို့အောင်ဆန်းကွင်းမှာတဲ့အရှိတောင်အာရှပွဲလို့မပြောဘူးတဲ့နော်ကပ္ပဖလားပွဲလို့စိန်ခေါ်ပြီးတော့နင်တို့ခေါင်းကိုဘောလုံးလုပ်ပြီးတော့ကန်မယ်တဲ့အာနာရှင်တတိုက်ရဲ့အရေးခွန်ကိုချွတ်ပြီးတော့ဖနက်လုပ်မယ်တဲ့အာနာရှင်တတိုက်ရဲ့ဦးခေါင်းကိုဘောလုံးလုပ်ပြီးတော့ကန်မယ်တဲ့ဟုတ်ပြီလားအဲ့ဒါကတော့အာရခတက်တော်အေအေရဲ့စိန်ခေါ်မှုပါပဲငါတို့ရဲ့အချုပ်အခြာအာဏာကိုငါတို့ယုံကြည်တယ်တဲ့ငါတို့ရအောင်တိုက်မယ်တဲ့ဟ
ငါတို့မတိုက်ရင်သူတို့ကငါတို့ကိုတိုက်မှာအဲ့တော့ငါတို့ကိုအတိုက်မခံဘူးငါတို့ကပဲပြန်ပြီးတော့အာနာရှင်အမြင့်ပြတ်တဲ့ထိတော်လှန်တယ်တဲ့အဲ့ဒီတော့သွေးချင်းအပေါင်းအားလုံးစီးလုံးကြပါညီညွတ်ကြပါဒါမှငါတို့မြန်မာတနိုင်ငံလုံးလွတ်လပ်ရေးရမှာတဲ့အာရခတက်တော်နဲ့အေးအေးအဲ့တော့တော်လှန်ရေးတက်ဖွဲ့အပေါင်းအားလုံးတဲ့အာရခတက်တော်အေးအေးနဲ့အတူရုံးထားကြမယ်အာနာရှင်ကိုတော်လှန်ကြမယ်အမြင့်ကဲနော်မနှွေပြောသွားတာဒီတကယ်ကောင်းပါတယ်ဟုတ်ပြီကျွန်တော်နောက်ဗီဒီယိုလေးဆက်ကြည့်လိုက်ကြအောင်နော်ဦးလက်ကြီးပြောတဲ့စကားမွေကိုခေါင်းဖြတ်ထားရင်စိတ်မရှိဘူးမွေကိုခေါင်းပြန်ဆိုင်ရင်စိတ်ရှိရဆိုတဲ့စကားဦးလက်ကြီးကဘသူ့ရည်ရွယ်ပြီးပြောတဲ့ဆိုတာပြည်သူတွေကသိတယ်တဲတွယ်ဝက်ပြီးပြောမနေနဲ့ယောက်ျားဆိုတဲ့ပြောလိုက်တလိษံကြီးတလိษံမျိုးရိုးကဆင်းသက်လာတဲ့တလိษံကြီးလမ်းဘေးကခွေးဝဲသားအဆင့်လောက်တောင်မှအဆင်မချီတဲ့တလိษံနော်ဦးလက်ကြီးမင်းဆိုလိုတဲ့စကားအမေစုကိုထောင်ထဲမှာပဲတက်တက်လုံးထည့်ထားတည်ရင်တည်ထောင်ထဲမှာပဲတည်ဆိုတဲ့ပုံစံမျိုးမင်းဆိုလိုတဲ့စကားတလိษံမျိုးရိုးကဆင်းသက်လာတဲ့တလိษံလမ်းဘေးကခွေးဝဲသားအဆင့်လောက်တောင်မှမရှိတဲ့တလိษံနော်ဦးလက်ကြီးမအလားလေဒီတိုင်းနဲ့အဖွားကြီးကိုအမေစုထောင်ချကျင်းချထားပြီးမှတိုက်ခိုက်နေတာယောက်ျားမဟုတ်ကောဟုတ်ရဲ့လားလို့မအလားကိုမေးချင်တာတခါလာလေNLDကမဲခိုးတဲ့မဲလိမ့်နဲ့မဲမတမာမှုလုပ်တယ်မဲခိုးတဲ့မဲလိမ့်နဲ့မဲမတမာမှုလုပ်တယ်ဆိုလေတက်တည်ပြဆိုလည်းမပြနိုင်မလားအတူတူပဲဘူးလက်နဲ့မလားကြက်မပြည့်တဲ့ပြား90နော်လမ်းဘေးကခွေးဝဲသားအဆင့်လောက်တော့မှသူတို့နှစ်ယောက်ကအဆင့်မရှိလမ်းဘေးကခွေးဝဲသားလောက်တော့မှအဆင့်မရှိဘူးလို့သူတို့နှစ်ယောက်ကပြား90အဖွဲကြက်မပြည့်ဒီအဖွားယူထောင်ချအကျဉ်းချပြီးတိုက်ခိုက်နေတာယောက်ျားတွေမဟုတ်ဘူးမင်းတို့ထမိန်ဝစ်ထားထမိန်နဲ့ပဲတန်တယ်ပစိုးနဲ့မတန်မင်းတို့ပစိုးတွေဝစ်ထားယောက်ျားကြီးတိတ်ခါကြမင်းတို့ကလက်နဲ့အပြည့်စုံလည်းရှိသေးတယ်ဟိုမှာအတူတစ်ချောင်းတော့မှမရှိတဲ့အဖွားကြီးကိုတိုက်ခိုက်နေတာမင်းတို့ယောက်ျားတွေမဟုတ်ထမိန်ဝစ်ထားယောက်ျားကြီးတိတ်ခါကြမအလားမျိုးနွယ်ရလဲတလိษံပဲဆင်းသက်လာတဲ့မျိုးနွယ်ပဲတလိษံလောက်တောင်မှအတိညာမရှိဘူးဘုလက်ကြီးမျိုးနွယ်ရလဲအတူတူပဲတလိษံမျိုးနွယ်ဆင်းသက်လာလမ်းဘေးကခွေးဝဲသားအဆင့်လောက်တောင်မှမရှိဘူးပြောတာရိုင်းရင်ခွင့်လွတ်ကြပါကျွန်တော်ပေးတတ်တယ်နော်သူတို့ကထမိန်ဝစ်ထားတဲ့အဖွားယူထောင်ချအကျဉ်းချပြီးတော့တိုက်ခိုက်နေတယ်ယောက်ျားကြီးမဟုတ်ဘူးပြောနေတယ်မင်းတို့ပစိုးတွေဝစ်ထားတာယောက်ျားကြီးတိတ်ခါကြတယ်မင်းတို့နှစ်ယောက်အတွက်နေနောက်တစ်ခုပြောမလာစအောက်ကဝန်ထမ်းအစုပ်နော်ကြက်မပြေးတဲ့ပြား90အဖွဲမင်းတို့အစိုးရတရက်လုံးပြောတာကြက်မပြေးတဲ့ပြား90အဖွဲအစိုးရတရက်လုံးပြောတာကဲနော်ဒီအိုလီပြောတော့တဲ့ပေါ့ပရိချမန်တောင်းတက်ချန်လေးကိုကမန်မှန်ပြီးကြပါဟောပြီးကျွန်တော်ဆက်လက်ပြီးမှာမိုင်းတဲ့တန်ဆက်ပြီးတဲ့ဗီဒီယိုလေးဆက်ကြည့်လိုက်ကြအောင်နော်သူတို့လှုပ်ချင်ရလှုပ်ဖို့အတွက်အာဏာသိမ်းထားတာဘာမှချီချီဝေးဝေးစဉ်းစားနေကြမလို့ကျမတို့ကတိုက်เสียရှိရင်အားလုံးစုပေါင်းပြီးတိုက်လိုက်ရုံပဲအဲ့လောက်ထိရှင်းတယ်ရိုးရှင်းတယ်ဒါပေမဲ့မရိုးရှင်းတာကတော့လူတွေများနေလို့ပေါ့နော်လူတွေအုံနောက်တွေများပြီးတော့ဆရာကြီးတွေများနေတော့မရိုးရှင်းတော့လောဘတွေကြီးနေတော့မရိုးရှင်းတော့ဘူးပေါ့နယ်မြေတွေလူကျင်နေတော့မရိုးရှင်းတော့ဘူးပေါ့အမှန်တော့ကျမတို့ပြည်သူလူထုကနယ်မြေလူเสียမလို့သူ့ဟာနဲ့သူရခိုင်ပြည်နယ်ရခိုင်ချင်းပြည်နယ်ချင်းကချင်ပြည်နယ်ကချင်သူ့ဟာနဲ့သူရှိပြီးသားသူ့စီးနဲ့သူ့အတိုင်းသူ့ဟာသူဖွဲ့တဲ့အုပ်ချုပ်ကြဖို့ရှင်ကျမတို့လည်းမြေတွေလည်းမလိုချင်ပါဘူးနော်ကျမတို့ပြည်သူလူထုအတိုင်းပြောရင်ဒီအာဏာရှင်တွေဒီစနစ်ကြီးကိုကျမတို့ပြုတ်ချသွားစေချင်တာနော်မဟုတ်လို့ရှိရင်ကျမတို့တနိုင်ငံလုံးကကြုံဖြစ်တော့မှာဘ
ဘေးနိုင်ငံရဲ့ကျွန်ခိုင်းဘက်ကျွန်ဖြစ်နေအီသီယိုးပီးယားဖြစ်တော့မှမင်္ဂလာနိုင်ငံလိုဖြစ်တော့မှကျမတို့ကသူများနိုင်ငံမှာမင်္ဂလာနိုင်ငံဆိုကြည့်အခုကဘာထူးတော့လို့လဲကျမတို့နိုင်ငံလဲမင်္ဂလာနိုင်ငံထက်တောင်စိုးနေပြီနော်မင်္ဂလာနိုင်ငံဆိုလို့ရှိရင်တွေးတဲ့နိုင်ငံသွားပြီးတော့ခိုးဝင်ပြီးအလုပ်လုပ်နေရတာပြေးနေရတာသူတို့နိုင်ငံလွယ်ကျန်တဲ့နိုင်ငံအကုန်ကောင်းအခုကျမတို့နိုင်ငံအဲ့လိုဖြစ်နေပြီအဲ့ဒါကိုလဲစဉ်းစားကြအောင်တကယ်တော့လက်နက်ရှိတိုင်းအာဏာယူခြင်းဆိုလို့ရှိရင်လက်နက်ရှိတိုင်းအာဏာရခြင်းဆိုလို့ရှိရင်ကျမတို့နိုင်ငံနောက်နှစ်တည်းကလဲမနိုင်ဘူးဒီတိုက်ပွဲတွေကနော်အမြဲတမ်းပြည်တွင်းစစ်ဆိုတာပြည်တွင်းစစ်နဲ့နဗန်းလုံးပြီးတသက်လုံးလဲဒီထဲကနေလွတ်မှာမဟုတ်ဒီအာဏာရှင်တွေကဒီအာဏာရှင်ဆိုတဲ့အာဏာစနစ်ကြီးအာဏာဇက်ကြီးအာဏာလောဘကြီးကိုအမြင့်ပြတ်ကြပါတော့ဘာအတွက်လိုချင်နေတာတော်တောင်ချမ်းသာတော်ပြီပေါ့မဟုတ်ဘူးလားဟမ်အခုတော့ပြည်သူလူထုကိုမငဲ့ညာကြဘူးလှုပ်ချင်ရတယ်လှုပ်ကြတာလှုပ်ချင်ရတယ်လှုပ်နေကြတာခါကြကျမတို့စိတ်တက်ကြဆိုအဲ့ဒါကျမတို့မြန်မာနိုင်ငံမှာလူလာဖြစ်နေရတာကွာကျမတို့ရဲ့ဝတ်ကြွေအရန်ဒေါသထွက်လို့ဒီစကားတွေကပြောတာပါစိတ်ထဲမှာလဲနော်ငါတို့နိုင်ငံကြီးကဟိုစီစီလုံးလုံးနေလို့ဘာကြောင့်မရရတာလဲကွာဆိုတော့အားမလို့အားမရစိတ်ကြီးကကျမတို့မှာရှိတယ်တကယ်တော့လက်နက်ကင်ထားတယ်ဆိုလို့ရှိရင်ရက်သားအစိုးရအောက်မှာပဲအမြဲတမ်းရှိနေရမယ်ဘာမှခေါင်းဆောင်တွေကိုကျမကမေးချင်တာလေတကယ်ဖက်ဒရယ်လိုချင်တာလားတကယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုချင်တာလားအရင်တော့ရှင်တို့ပြောခဲ့တဲ့ဖက်ဒရယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုချင်တယ်ဆိုတဲ့စကားလိန်ခဲ့တာလားပြည်သူကိုချင်းထည့်ခဲ့တာလားလို့ကျမမေးချင်ခေါင်းဆောင်တွေကိုပဲပြောတာနော်အားလုံးလက်နက်ကင်ပြီးတော့စစ်ကောင်စီကိုတော်လန်နေကြတဲ့ခေါင်းဆောင်တွေအားလုံးကိုပြောတာကိုပြည်သူအတွက်ကိုယ့်နယ်မြေမှာရှိနေတဲ့ပြည်သူတွေအတွက်တကယ်ဖက်ဒရယ်ကိုလိုချင်တာလားလိုချင်တာဆိုလို့ရှိရင်ဖက်ဒရယ်မူအတိုင်းသွားမယ်ဆိုလို့ရှိရင်အားလုံးပေါင်းစည်းပြီးတော့မှသွားလို့ရမယ်ဆိုတာရှင်တို့ကိုယ်တိုင်လည်းသိတယ်ကျမတို့လည်းသိတယ်ပြည်သူလူထုလည်းသိဒီလိုမျိုးပေါင်းစည်းပြီးသွားလို့ရမယ်တခုဒီတော့အဖြေကိုမှရှင်တို့ကအဖြေတွေထက်ရှာနေသေးတယ်အဲ့တော့ဘာအဖြေမှထက်ရှာစရာမရှိဘူးရှင်တို့တွေပေါင်းစည်းလို့မရအောင်မပေါင်းစည်းဆိုရင်ဒီတော်လန်ရေးကကြာမှာပဲဒီပြည်သူကပိုနစ်နာမှာပဲဒီလိုဆိုရင်ရှင်တို့ကပြည်သူနစ်နာလေရှင်တို့ပိုကြိုက်လေဆိုတဲ့သဘောမျိုးရှင်တို့တက်ရောက်သွားမှာခေါင်းဆောင်တွေအကုန်လုံးကိုပြောကြတယ်အကုန်ပါတယ်ခေါင်းဆောင်အားလုံးနော်ဘာကြောင့်မစုစည်းနိုင်တာလဲဘာကြောင့်စုစည်းလို့မရတာလဲဘုံရန်သူလည်းတူနေတယ်တိုက်ဟိုအမြင့်ပြတ်ချိန်မုန်းချင်တာလဲနော်သူတို့အပြင်မရှိဘူးဒါပေမဲ့တရုတ်ကခိုင်းလိုက်လို့ရှိရင်လောက်ကြတယ်တရုတ်ကဟိုကလေးအတန်ထုတ်ရင်ထုတ်လိုက်တယ်တရုတ်ကဟျောက်နေမင်းတို့ဒီကောင်နေနဲ့အယူကြီးနဲ့မပတ်သက်ရဘူးဒီကောင်နေနဲ့မပတ်သက်ရဘူးပြောရင်မပတ်သက်ပါဘူးဆိုတဲ့စာထားထုတ်တယ်နော်တရုတ်ကဒီလိုမျိုးလေးတောင်းဆိုလိုက်ဒီလိုမျိုးလေးလုပ်တယ်တရုတ်ကဒီလိုမျိုးလေးအနောက်ကနေနည်းနည်းညှောက်လိုက်လို့ရှိရင်အနောက်ကနေနေမြေတွေဖွင့်လမ်းတွေဖွင့်ပြီးနေမြေတွေဖွင့်ပြီးလုပ်ပြီးတော့နေမြေတွေပြန်ပေးလိုက်တယ်ဒီမှာပြည်သူကတတ်တော့လေသေးထားပြောရပြီဟုတ်လားရဲဘော်တွေကအသက်ပေးထားပြောရပြီအဲ့ဒါတွေကိုမငဲ့ပဲနဲ့ဘာမူဝါဒမှမရှိဘူးဘာဟို respect မှမရှိဘူးနော်ပေးခြင်းယူခြင်းလို့ယူပေးခြင်းလို့ပေးအဲ့တော့ဗမာအင်အားစုကိုကျွန်မပြောချင်တာအခုဒီနေ့ဗီဒီယိုပိုင်းကျွန်မတို့စကားနှစ်ခုကိုမေးလို့မရပထမကကျွန်တော်တို့တိုင်းပြည်ကြီးစပြီးအာဏာသိမ်းခံတဲ့အချိန်မှာအားလုံးတညီတညွတ်တဲ့အတူတူတိုက်ခဲ့ကြတယ်အဲ့ဒီအချိန်မှာအယူကြီးကိုလည်းဝိုင်းပြီးတော့မှစပုတ်ပေးခဲ့ကြတယ်ထောက်ဖို့ပေးခဲ့ကြတယ်နော်နောက်ပြီးတော့ထောက်ခံပေးခဲ့ကြတယ်တိုင်းနာလက်နက်ကိုင်နဲ့ EROSD EAO တွေလည်းပါတယ်အဲ့ဒီထဲမှာအဲ့ဒီတုန်းကပြောခဲ့တဲ့အတန်ကတစ်မျိုးငါတို့ဖက်ဒရယ်လိုချင်တယ်ကိုပိုင်အုပ်ချုပ်ခွင့်လိုချင်တယ်လို့ပြောခဲ့ကြတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာနေမြေတွေပြန်ပေးရတာအပြင်စစ်ကောင်စီနဲ့လက်ဝါးချင်းရိုက်တာတွေရောဟိုမှာကိုယ့်ဘက်ကိုသမဏတက်လုပ်တဲ့လူကိုလည်းဂုံပြူမှတ်တမ်းလောက်ပေးရတာပါဘာညာအောင်ဆိုတော့သူတို့ဘာလိုချင်တာလဲခေါင်းဆောင်တွေကိုကျွန်မပြီးတင်တာရှင်တို့တကယ်ဘာလိုချင်တာလဲရှင်တို့ပြောတော့အာနာရှင်ဒီဘလို့ဒုက္ခပေးခဲ့တာဒီကောင်တွေကိုဘလို့မယုံကြည်ရတာအမျိုးမျိုးသောစကားတွေကိုကျွန်တော်တို့ကြားခဲ့ရတယ်နှစ်ပေါင်းလဲမြောက်များစွာရှိခဲ့ဒါပေမဲ့တကယ်တမ်းကြလို့ရှိရင်တရုတ်ကဒါလို့ဆိုတာနဲ့အမိကုတ်သွားတယ်အချိန်တန်တော့ဘာဖြစ်လဲဆိုတော့ကိုနည်းနည်းလေးဟိုအနက်လေးနည်းနည်းပေးလိုက်တာနဲ့ပါသွားကြတယ်နော်အဲ့တော့ကိုလိုချင်တာကတကယ်ဖက်တည်းဟုတ်ရဲ့လားဆိုတော့ကိုပြန်ပြီးမေးခွန်းထုတ်ပြည်သူကြားမှာတိတ်ခါကြတယ်တခြားလူတွေတော့မသိဘူးရှင်ကျမတို့အနေနဲ့ကြည့်ရဒီလောက်ကတော့ဒီခေါင်းဆောင်တွေအကုန်လုံးကအကျိုးစီးပွားနဲ့အနံ့ပေးလိုက်လို့ရှိရင်ချင်းချောက်လိုက်လို့ရှိရင်ကင်လိုက်လို့ရှိရင်ဘာတစ်ခုမှမလုပ်ရတော့အကုန်အမိကုတ်မင်းငိမ့်ပွဲပြီးမိသေးဖြစ်ကုန်ကြအခုမဖြစ်လဲနောက်ဖြစ်တယ်ဖြည်းဖြည်းချင်းဖြစ်လာတယ်နော်ဒါကြောင့်မလို့ပြည်သူကိုလှည့်စားနေတယ်လို့ကျမပြောတာဒီခေါင်းဆောင်တွေအကုန်လုံးကပြည်သူကိုလှည့်စားနေတယ်နော်အဲ့တော့တချို့ကပြောကြတယ်တို့ကအယူကြီးအမှာကန်အယူကြီးကိုတိဆက်ဆက်မကန်ကျမတို့ကအယူကြီးကိုမကာကွယ်ကျမတို့ကဘယ်သူ့ကိုကာကွယ်ရမှာလဲဘယ်သူ့ယုံကြည်ရမလဲအယူကြီးထက်ယုံကြည်ရတာရှိရင်ကျမတို့ဆွဲထုတ်ပြဟုတ်လားကျမတို့ဆွဲထုတ်ပြအယူကြီးကိုကျမတို့ဘာကြောင့်ကာကွယ်နေရတယ်လဲဆိုတော့နော်ကျမတခြားလူတွေမပြောကိုယ့်လူတွေချင်းချင်းကိုနားလဲစေချင်တယ်ပို့ပြီးသဘောပေါက်စေချင်တယ်နော်ရှင်တို့နော်ကျမတို့လူတွေအသက်တွေပေးရတယ်ဒါအမှန်တရားပဲနော်အသက်တွေပေးလိုက်ရတယ်ရှင်းနာစရာအရင်ရှင်းနာစရာကောင်းတယ်ခံရတော့ပြည်တွင်းထဲကလူတွေကပိုခံရတာရှင်အဲ့ထောင်ထဲကြနေတဲ့လူတွေကဟိုနေဆက်ကလူတွေတိတ်မရှိဘူးနေဆက်ကလန့်ဝေးတယ်ကျမတို့ပြည်တွင်းထဲကလူငယ်တွေပဲခံရတာထောင်ထဲမှာဘယ်သူတွေရှိတာလဲကျမတို့ဗမာအင်အားစုအများဆုံးရှိနေတာအဲ့ထောင်ထဲမှာလို့တော့ကျမတို့စပြီးတော့လုပ်ခဲ့ကြတာနော်အချိန်တန်တော့သူတို့တွေကအချင်းချင်းလောက်အားချင်းတွေရိုက်ပြီးတော့အချင်းချင်းတွေโอเคနေကြတဲ့အခါကျတော့ကြာလာတဲ့အခါမှာကျမတို့ပြည်သူတွေပဲကျမတို့ပြောချင်တယ်ဟို
အဆဆအရာရာသင်ခန်းစာယူတတ်ကြပါစေလို့ပြောချင်တယ်သင်ခန်းစာယူတတ်ကြပါနော်အယူကြီးကိုလည်းပြောချင်တာကျမတို့ဗမာအင်အားစုကိုခန့်ခန့်ဖြစ်အောင်ပဲအရင်ဆုံးကြီးနံပါတ်1အနေနဲ့တိဆောက်ပါနော်တခြားတိုင်းရင်းသားလက်နက်ကိုင်တွေ EROS တွေကကျမတို့ရဲ့မဟာမိတ်တွေဖြစ်ထားပါသူတို့လိုချင်လဲမဟာမိတ်ကိုရှင်သူတို့မလိုချင်တော့လေသူတို့ရဲ့အတိုင်းပေါ့အခုသူတို့ကဘယ်သူနဲ့ဘယ်သူကိုယုံကြည်မှလဲဘယ်သူကိုပုံယုံကြည်မှလဲဘယ်သူကိုပုံလက်တွဲမှလဲဆိုတော့ကျမတို့ကစောင့်ကြည့်ရမှာပေါ့နော်ဗမာအင်အားစုကိုမယုံကြည်လို့မရောက်နိုင်တဲ့သွားပူပေါင်းရင်တော့လေသူတို့သဘောပေါ့ရှင်ဟုတ်လားအခုကအဲ့လိုဖြစ်နေလေဗမာတွေကိုမယုံကြည်လို့နော်ဒါကျမပြောစကားကိုကျမအရင်ဆုံးကြီးပြောတာနော်ကျမခေါင်းဆောင်နေပြောတာနော်ကျမအောက်ကနေပြီးတော့ကျမလာပြီးမစဲကြနဲ့စဲလေကျမမတတ်နိုင်ဘူးကျမပြောစရာရှိတာတော့ဒီချိန်မှာပြောရမှာပဲကျမတို့ကငဲ့ညာထောက်ထားပြီးတော့ဟာလားတော်လန်ရေးကိုဘယ်လိုထိခိုက်မှကြောက်လို့ဗမာတွေဘယ်လိုပြောမှကြောက်လို့ဆိုပြီးတော့ကျမတို့ကတချို့ကိစ္စတွေမပြောဘဲနဲ့တက်ညာညာထောက်ညာနဲ့ကျမတို့ကထောက်ထားပြီးတော့မှငဲ့ညာပြီးတော့မှမပြောခဲ့ရတဲ့စကားကြီးဒါပေမဲ့မပြောရင်လည်းပဲကျမတို့ရှိသမျှဟာလားတိန်းနာတာတွေအကုန်ပြန်ပေးရမှာဟိုကသမရကြီးကောင်းတက်လုံနေပြီးတော့အဲ့သမရကို over လက်ကုတ်ပေးပြီးတော့ကြိုဆိုတဲ့လူကကြိုဆိုတဲ့အဖွဲ့ကကြိုဆိုဒါတရုတ်ခိုင်းလို့လုပ်တဲ့အဖွဲ့ကလို့ဆိုတော့ကျမတို့တော်လည်းရေးကပြည်သူကိုတော်လှည့်စားနေတာအဲ့ခေါင်းဆောင်တွေကအဲ့တော့ခေါင်းဆောင်တွေအသုံးမကျဘူးဆိုလို့ရှိရင်လေကျမတို့ပြည်သူလူငယ်တွေကပဲဥဆောင်ရတော့မယ်လို့ကျမပြောချင်တယ်ဒါကြောင့်မို့လို့ပြောတာအမေတော်အောင်ဆန်းစုကြည်မရှိလဲပဲကျမတို့ကကိုသာတော်အောင်ဆန်းစုကြည်လောက်ကြတော့ပေါ့နော်ကိုသာဥဆောင်ကြတော့လူငယ်တွေဥဆောင်ကြတော့မဟုတ်ရင်တော့ကျမတို့တိုင်းပြည်ကသွားပြီဘာမှမရှိတော့ဘူးခုလဲတရုတ်ရဲ့ဩဇာကံပဲလုံးဝတရုတ်ရဲ့ဩဇာကံပဲနော်စစ်ကောင်စီကိုကြည့်လိုက်ဟုတ်လားဘာသူဘာလုပ်လဲပြပအာကိုပစင်ရိုးတစ်ချိန်လုံးထိုင်အော်နေနှစ်ပေါင်း100လောက်ထိုင်အော်လာခဲ့တယ်နောက်ဆုံးကျတော့ဒီတရုတ်စီကိုပဲသူသွားပြီးတော့ထိုးပေးနေရတာပဲတိုင်းပြည်ထဲမှာရှိတာလေအကုန်မွဲချွတ်ချုံကြနေပြီအကုန်လုံးကတရုတ်ပစ္စည်းတွေကြီးပဲမြန်မာပြည်ထဲမှာရှိပြန်လာဘာမှလောင်ပြောနေမြန်မာပြည်မှာအကုန်တရုတ်ပစ္စည်းတွေဟုတ်လားမြန်မာပြည်ထဲမှာလာဖွင့်နေတဲ့ night club တွေရှိတယ်တချို့မြန်မာမဝင်ရဗမာမဝင်ရဆိုတာတွေရှိတယ်လို့နော်မြန်မာပြည်ထဲမှာဖွင့်ထားတဲ့ဟိုအဆောက်အဦတွေမှာလည်းဗမာစကားမပြောရမြန်မာစကားမပြောရတယ်လူဘာဘလောက်ဝနေလဲဆိုတာကိုကျွန်မသိစေချင်တာကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ကဒီလောက်အခြေအနေဆိုးနေတယ်ဒါကမှအဘကြီးလုပ်နေကြတယ်ဒီအဘကြီးကပဲကျွန်တော်တို့တိုင်းပြည်ကိုစုပ်ပြတ်တတ်အောင်လုပ်မှာကျွန်တော်တို့တိုင်းပြည်ကိုဟုတ်လားဘေးနိုင်ငံတွေရဲ့ကျွန်တွေဖြစ်အောင်ခိုင်းဘက်ဖြစ်အောင်လုပ်မှာအခုလည်းစဉ်းစားကြည့်လိုက်ကျွန်တော်တို့တိုင်းပြည်ကလူတွေအပြင်ကိုထွက်တယ်ဘာလုပ်ရလဲအလုပ်သမားဖြစ်နေပဲလုပ်ရတာအိမ်ပေါ်လုပ်ရမလားဘာလုပ်ရမလဲစက်ရုံလုပ်ရမလားကောင်းကန်အလုပ်တစ်ခုမှမရှိဘူးเนาะအဲ့တော့ကျမတို့တိုင်းပြည်ကိုတခြားနိုင်ငံတွေရဲ့ခိုင်းဘက်ဖြစ်အောင်လုပ်ထားတဲ့အပြင်ကိုတိုင်းပြည်ထဲမှာရှိတဲ့ဟာတွေလည်းကုန်ပြီးအကျွေးလည်းနုံနေပြီเนาะဒီထက်ပိုပြီးတော့ကျမတို့မှာဘာမှလုပ်စရာမရှိတော့ဘူးကျမတို့မှာဒီကောင်းတွေကိုဖယ်ထုတ်ဖို့တခုကလွယ်ရင်ကျမတို့မှာရွေးချယ်စရာလမ်းကမရှိတော့ဘူးကျမတို့ရဲ့ဘဝတွေကစုံနေပြီအနာဂတ်တွေကကုန်နေပြီတကယ်တော့ကျမတို့နိုင်ငံကိုအာဏာသိမ်းလိုက်တဲ့နေ့တွေကကျမတို့နိုင်ငံကအမှောင်ကျသွားပြီအဲ့နေတယ်ကျမတို့ကပြန်ယူဖို့ပဲစဉ်းစားမှာဘာမှဟိုတရုတ်ကလာပြီးဟိုလိုမျိုးဟာလေးလာပေးလိုက်ဒီဟာလေးနဲ့လာများလိုက်ဟိုလိုမျိုးလေးချင်းချောက်လိုက်နဲ့ကျမတို့ကကြောက်ပြရမှာလှုပ်ပြရမှာမဟုတ်တခြားနိုင်ငံရဲ့လက်ဝဲကန်ဖြစ်ရမှာမဟုတ်ကျမတို့ကကိုယ့်ရဲ့ဘဝအတွက်ကိုယ့်ရဲ့အနာဂတ်တွေအတွက်ကိုယ့်ကိုထွင်းထူရမှာနော်အာဏာသိမ်းပြီးတဲ့နေ့တွေကကျမတို့တိုင်းပြည်ကအမှောင်ကျသွားပြီဒီအမောင်ထဲကနေပြီးတော့ကျမတို့တိုင်းပြည်ကိုပြန်လဲကဲထုတ်ဖို့ဆိုတာကကျမတို့ကပြန်ပြီးတော့တိုက်ယူဖို့တခုကလွယ်ကျမတို့မှာဘာမှမရှိကျန်တာဘာမှအဖြေရှာမနေနဲ့အခြားနိုင်ငံတွေဆိုတာလေကျမတို့စိတ်လည်းမရှိဘူးရင်းတော့ကျမတို့နိုင်ငံရေးနားမလဲလို့ဟာဘယ်နိုင်ငံမှလာကူလဲလာကဲမလဲကျမတို့မျော်လင့်ခဲ့မိတာအခုချိန်မှာဘာမှလည်းမစင်စားဘူးဒါပေမဲ့လောက်တာတော့လုံနေရမှာပေါ့ရှင်နော်ဒါ IUD လောက်ရမယ့်ကိစ္စတွေဆက်လုံနေရပဲဒါကျမတို့မြင်နေရပဲသူတို့လုံစရာရှိတာတွေလုံနေရမှာပေါ့မလုံနဲ့တော့ဘယ်ဟုတ်မလဲလုံးတော့မလုံလို့မရဘူးတိုးတုံများလဲကျမတို့ဒီတခြားတိုင်းပြည်တွေပေါ်မှာအများကြီးမိခိုလို့မရအောင်အများကြီးအားကိုလို့မရအောင်မျော်လင့်လို့မရအောင်ဆိုတာပြောချင်တာကိုယ့်အကူပဲထုစစ်ရမှာအဲ့တော့ကိုယ်တိုင်းပြည်မှာရှိနေတဲ့နော်တိုင်းသူပြည်သားအားလုံးရဲ့အနာဂတ်ကိုရှေ့ရှုမယ်ဆိုရင်ဘာတရုတ်ရဲ့စကားကိုမှဘာမှနားထောင်နေကြမလို့အခုချိန်ကကျမတို့ကနိုင်မယ်အခုတသိန်းလည်းခုနိုင်တယ်အားလုံးကြည့်ရင်ပြောတာအခုတသိန်းလည်းခုနိုင်တယ်အခုအားလုံးကပြောနေကြတယ်ဖယ်ဒီယိုသွားပါမယ်တကယ်ဖယ်ဒီယိုနော်တိုင်းသားတွေကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစေချင်တယ်ကျမတို့လည်းရစေချင်တယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက်ကိုကျမတို့လည်းဝိုင်းဝန်းပြီးတော့မှဒါတိုက်နေကြတာပဲဟဲ့လားအားလုံးလုံးမြောက်ဖို့အတွက်ကိုလုပ်နေကြတာဒီဟာကိုသွားပါမယ်လို့ပြောတာတော့မှနော်အခုချိန်မှာဟိုမင်းအောင်လိုင်းကနည်းနည်းလေးဟိုဟာလေးအနံ့လေးပေးလိုက်သွားပြီးတော့ဟိုနောက်ွယ်ကနောက်ခွေးပတကားကနေပြီးသွားပြီးဆက်ဆံလိုက်ကျွန်တော်တို့ကနော်ဒီတော်လိုင်းကကျင့်ကြံနေတာလဲမှနိုင်ပြောငါတော့ခေါင်းဆောင်တွေဝေဖန်တာလည်းမဟုတ်ပါဘူးခေါင်းဆောင်တွေရဲ့အားနည်းချက်တွေလည်းအများကြီးရှိသလိုငါတို့ဟိုအောက်ကလူတွေလဲနော်တယောက်နဲ့တယောက်နော်မငင်ငွက်တာတွေမစည်းလုံးတာတွေတယောက်နဲ့တယောက်နော်ဟိုဘယ်လိုပြောမလဲတိုက်ခိုက်တာတွေလည်းများလာတယ်နော်ဒီတိုက်ပွဲတစ်ခုမှာဘာမှစည်းလုံးမှုအင်အားမရှိရင်ငါတို့ကဖိနဲ့ပြိုကွဲဖို့လောက်ပဲရှိတယ်နော်ခေါင်းဆောင်တွေလည်းတချို့ခေါင်းဆောင်တွေလည်းဒီတော်လိုင်းဟင်းကလှုပ်တာနော်ဒီတောင်လိုင်းကြီးဘယ်လိုနီးနဲ့တိုက်ရင်ပြီးမလဲဆိုတာမစင်စားတော့ဘဲနဲ့ဒီတာမန်တိုက်နေတဲ့ပုံစံမျိုးပဲအများတန်းသွားနေကြတာနော်အခုဆိုလို့ရှိရင်တော့6နှစ်ထဲဝင်လာပြီနော်ပြည်သူတွေလည်း
နော်ပင်ပနေကြပြန်မှနဲ့ပြောလို့ရှိရင်နော်ပြည်သူတွေလည်းဒီ9နှစ်ကာလအတွင်းမှာလည်းအောင်မြင်လာမယ်လို့လည်းတချို့တွေကမျှော်လင့်နေကြတယ်ဒါပေမဲ့အချိန်တစ်ခုတော့ဆောင်းရမှာပေါ့ဒါပေမဲ့တချို့ဒီနာမလဲသူတွေတော်မြင်များစိတ်တကြနေတာငါတို့တွေအားကိုးပဲငါတို့ဆောင်းနေတဲ့သူပြည်သူတွေကိုပြောချင်တာပါသူတို့တွေကစိတ်တကြနေတဲ့သူတွေလည်းရှိတယ်နော်ဆိုတော့အခုဆိုလို့ရှိရင်ဒီစစ်ကောင်စီကတော်ရဲဆက်ဘုံကျဲလာပြီနော်ဘာမှမဟုတ်တဲ့ရွာတိလေးတွေတောင်မှလေရင်4-5စီလောက်နဲ့ဘုံကျဲပြီးမှချနေတဲ့ဟာတွေလည်းဖြစ်လာတယ်နော်ငါတို့တွေကအခုချိန်မှာအာတင်ဟာပြီးမှအရင်လိုသွားတဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့အခုချိန်မှာငါတို့တွေကကြိုးစားရမယ်နော်အားလုံးစီလုံးနဲ့နော်စိတ်ငြိလက်ငြိနဲ့ကျွန်တော်အတူတကွတိုက်ရမှာနော်ပြည်သူတွေလည်းနော်မြန်မာပြည်ထဲမှာရှိတဲ့ပြည်သူတွေလည်းလက်နဲ့ကြိုင်လိုက်တော့တိရပါလားမင်းတို့ရှိတဲ့နေရာတိုင်းမှာလည်းလက်နဲ့ကြိုင်လိုက်တော့ငါတို့ပြည်သူတွေလည်းအားလုံးကနော်ဘယ်လိုပြောမလဲစီစလုံးမနီလို့ဒါဒီလိုကျင့်ကြနေတာနော်ငါတို့ပြည်သူတွေအားလုံးအတူတကွပေါင်းပြီးမှတိုက်လို့ရှင်ဒီအာနာစင်ဆိုတာနော်တပတ်တောင်မခံမှုမှနိုင်ပြနော်ဆိုတော့အဲ့လိုပြောလိုက်လို့တော့ဝေဖန်တာတော့မဟုတ်ပါဘူးတခါကျရင်ကိုရီတောင်မှတိမလားတော်လိုင်းရဒီလောက်တောင်ကြာနေပြီတိမလားအထက်ကလူကြီးခေါင်းဆောင်တွေကငါတို့ပြန်သူတို့တွေကငါတို့တွေတက်ခွန်အားဖိရမှာဒါပေမဲ့ငါတို့အောက်ကလူတွေကခေါင်းဆောင်တွေပြန်ပြီးမှအားပြီးစကားပြောနေတဲ့ပုံစံမျိုးဖြစ်လာတော့ဒီမလားတခါလေးကျတော့မဟုတ်တော့ဘူးဒီမလားငါတို့ခေါင်းဆောင်တွေကလည်းနော်ပြည်သူတွေအားရှိအောင်ပြည်သူတွေတွက်တကယ်စိတ်ချမ်းသာပြည်သူတွေဝမ်းမြောက်ပြည်သူတွေအားရှိလောက်ငါတို့တွေကိုလည်းငါတို့ရှိမှလည်းအလုံးနဲ့တက်တည်နဲ့တခါတည်းကျန်ပြပေးမှခွန်အားပြီးစကားလေးပါလေးတွေလည်းပြောကြပါနော်ငါတို့ဒီတော်လိုင်းရနိုင်အောင်မတိုင်တော့ဒီနေ့တွန်းနိုင်အောင်မတိုင်တော့နိုင်ဖို့တော့အလားလာမရှိတော့ဘူးလို့ငါတော့ယူဆပါတယ်ဒါပေမဲ့အဲ့လိုပြောလိုက်တော့စိတ်တကြဖို့တော့ပြောတာမဟုတ်ဘူးအားလုံးကိုတင်ငင်တုံးကစစ်လုံးနဲ့စိတ်ငြိလက်ငြိနဲ့အတူတကွတိုက်စီချင်တာဒါမှမဟုတ်ငါတို့ဘယ်တော့မှနိုင်မှာမဟုတ်ဘူးဆိုတော့အဲ့လိုတွေဖြစ်နေတယ်ငါတို့နော်တော်လိုင်းရေးအတွက်နော်ဒီကကြည့်နေတဲ့ဗီဒီယိုတွေလည်းစိတ်တကြတဲ့သူရှိလို့ရှိရင်တော့စိတ်တမကြပါနဲ့နော်မြန်မာပြည်ဒွမ်းမှာရှိနေတဲ့ပြည်သူတွေဒီ Jazz ရဲ့ဒီ channel ကနေကြည့်တဲ့သူတွေမြန်မာပြည်ဒွမ်းမှာရှိတဲ့ပြည်သူတွေက80ရာခိုင်နှုန်းလောက်ရှိတယ်အဲ့ဒီကနေကြည့်တဲ့ပြည်သူပြည်သားတွေလည်းနော်ကိုရှိတဲ့နေရာဒီကနေအားလုံးလက်နဲ့ကြိုက်လိုက်ကြတော့နော်ဒီစစ်ကောင်စီကဘယ်သူ့ကမှတနာတာမဟုတ်ဘူးနော်အားလုံးလည်းမြင်တွေ့နေတာခလေးနော်ဘိုက်ထဲမှာရှိတဲ့ခလေးတွေတောင်ရဲဆက်ဘုံကျဲတာနော်မင်းတို့အဲ့ဒါဒီကိုမြင်နေတာတောင်မှအငိမ့်နေတာဆိုတာအငိမ့်နေတယ်ဆိုတာကသိရမလားပြည်သူတွေကဘာတတ်တိမှမရှိလို့ပဲနော်ငါတို့ပြည်သူတွေကကြောက်လို့သူတို့ကမတိုက်ရဲပဲနေရင်လေဒီသူတို့တွေကဒီကောင်တွေကဂီယိုဆိုင်တာမဟုတ်ဘူးကျဲချင်တဲ့ချိန်ထကျဲတာပဲအားကြောင့်ပြည်သူတွေလည်းလက်နဲ့ကိုင်နော်မင်းတို့ရွာထဲမှာကိုင်လို့ရတဲ့မှာလက်နဲ့အကုန်ကိုင်နော်ပြည်တွင်းထဲမှာအကုန်လုံးကိုင်ပြီးအားလုံးသူတို့ကချမယ်နော်ဒါမှမဟုတ်ငါတို့ကတက်လုံးထောင်တော့ကျွင်ခါမဲ့သူတွေနော်ဒီမင်းအောင်လိုက်စက်အုပ်ချုပ်လို့ရှိရင်မြန်မာနိုင်ငံကအားလုံးပျောက်ကွယ်မဲ့အမျိုးတွေဖြစ်လာတော့လိမ့်မယ်နော်Jazz အနေနဲ့ဒီလောက်ပြောချင်တယ်ပြောမဆိုမတာရှိလို့ရှိရင်လည်းနားလည်ပြီးကြပါမကောင်းတဲ့မပြောသင့်တာတွေပြောမိလို့ရှိရင်လည်းနားလည်ပြီးကြပါလို့ပြောချင်ပါတယ်ဟုတ်ပြီနော်ဒီသတင်းတွေနဲ့ပတ်သက်ပြီး project မင်းတုံတက်ချက်လေးတို့ comment မှာရေးပေးကြပါအောင်လို့ပြောချင်ပါတယ်ဟုတ်ပြီကျွန်တော်နောက်ဗီဒီယိုတစ်လေးတွေနဲ့ပြန်ဆုံကြအောင်နော် okay bye bye